ထိုမိန်းကလေးရေချိုးခန်းထဲမှထွက်လာချိန်တွင်သူမကိုကြည့်နေသည့်တထေး၏အကြည့်များမှာတမျိုးဖြစ်နေသည်အန်နာကသူမ၏သပင်ရှည်ကြီးများကိုဖြင်းနှင်းစွာဖြန့်ချလိုက်သည့်မြင်ကွင်းကိုမြင်လိုက်ရုံနှင့်သူမဘာတွေးနေသည်ကိုဂျက်ကြားချက်ချင်းရိပ်မိသွားသည်ထို့ကြောင့်ဂျက်ကအန်နာကိုသူ့ဘေးတွင်လာထိုင်ရန်ပြောလိုက်၏အမှန်တော့လွန်ခဲ့သည့်နာရီနှဲငယ်ခန့်ကတင်ဤလူနှစ်ယောက်မှာအခြေအနေအရရက်ကိုသိရှိနားလည်နိုင်ရန်အပြေးလွှားစူးစမ်းခဲ့ကြရခြင်းဖြစ်သည်ဤကြောင့်ကိစ္စအားလုံးမှာအန်နာမိသားစု၏စီးရဲနှမ်းပါမှုကြောင့်လစာကောင်းသည့်အလုပ်တစ်ခုကိုသူမရှာဖွေခြင်းရာမှစတင်ခဲ့ခြင်းဖြစ်သည်အန်နာအနေဖြင့်ကောလိပ်ကျောင်းပြီးအောင်တက်ခြင်းမှာကမိမိကိုယ်တိုင်ငွေရှာနိုင်မည့်နည်းလမ်းမှတပါအခြားမရှိခဲ့ပေထို့ကြောင့်ပင်သူမသည်အချိန်ပိုင်းလုပ်များကိုတစ်ခုပြီးတစ်ခုလုပ်ကင်ခဲ့သည်သို့တော်လည်းတာမန်အလုပ်များ၏လစာမှာအလွန်လဲပါလာ၏အခြားထွက်ပေါက်မရှိတော့သည့်အဆုံးအန်နာသည်အချိန်ပိုင်းမော်ဒယ်တစ်ယောက်အဖြစ်ကန်ဆန်းကြည့်ရန်ဆုံးဖြတ်လိုက်သည်ထို့နောက်သူမ၏ထူးခြားလှပသည့်ပင်ကိုအလှကြောင့်အင်တာဗျူးအတွက်ရက်ချင်းရရန်အချိန်ကြာကြီးစောင့်ဆိုင်းခဲ့ရခြင်းမရှိပေထို့နောက်တွင်အန်နာသည်မော်ဒယ်ရှာဖွေနေသည့်ဂျက်စ်နှင့်တွေ့ဆုံရန်စားတောက်ဆိုင်သို့သွားခဲ့သည်မသွားခင်ကတည်းကစိတ်ပိုင်းဆိုင်ရာပြင်ဆင်လာခဲ့တော်လဲဂျက်စ်ကိုလူကိုယ်တိုင်မြင်လိုက်ရသည့်အခါတွင်မူအန်နာစိတ်ထဲ၌ပြန်လည်တန်တရားဝင်လာမိသည်ထိုအချိန်တွင်အန်နာ၏ကနာမငြိမ်ဖြစ်နေမှုကိုရိပ်မိသွားသောဂျက်ကသူမအားအရင်ထိုင်ရန်ပြောလိုက်ပြီးဤအလုပ်အားလုံးသည်အမှုပညာဖန်တီးမှုတသက်တာဖြစ်ပြီးအခြားစိတ်ခံစားချက်များနှင့်ရောထွေးခြင်းမရှိရန်ရှင်းပြခဲ့သည်သို့တော်လည်းအန်နာနှလုံးသားထဲတွင်မူမလုံခြုံသလိုခံစားနေရဆဲဖြစ်သည်ထိုအခါဂျက်ကသူမ၏စိတ်ထဲတွင်တန်တရားအရေးအယောင်များပျောက်ပြတ်သွားစေရန်ရည်ရွယ်ချက်ဖြင့်သူ၏မှတ်ပုံတင်စာရွက်စာတမ်းကိုအန်နာလက်ထဲသို့တိုက်ရိုက်ထည့်ပေးလိုက်သည်ဂျက်၏စကားများကြောင့်၎င်းမနှဲလာသည့်အလုပ်သမားခလစာကြောင့်၎င်းအန်နာသည်အသေးချာစဉ်းစားပြီးနောက်ခေါင်းကြီးသဘောတူကလက်ခံလိုက်လေသည်ထို့နောက်တွင်အန်နာသည်ဂျက်နှင့်အတူသူ၏ပကြီးစတူဒီယိုခန်းထဲသို့မျက်တောင်တစ်ခတ်အတွင်းလိုက်ပါဝင်ခဲ့သည်စတူဒီယိုတကားပွင့်သွားပြီးဝင်လိုက်သည်နှင့်အလွန်လက်ရမြောင်းလာသည့်စီစေးပကြီးကားအမြောက်အများကိုအန်နာမြင်တွေ့လိုက်ရသည်ထို့ကြောင့်ပင်သူမ၏စိတ်မှာအနှဲငယ်ပို၍ပေါ်ပါသွားခဲ့ရသည်သို့တော်လည်းပကြီးကားတစ်ချက်အတွက်မော်ဒယ်အဖြစ် post ပေးုံတက်တာဟုအန်နာထင်မှတ်နေချိန်တွင်ဂျက်ကသူမကိုဂျာကင်အင်ဂျီချုပ်ခိုင်းပြီးအန်နာကြောပြင်ပေါ်သို့ဆေးများတုပ်လိမ့်လိုက်လေသည်ထို့ထက်ပို၍လက်ခံရခက်ခဲသည်မှာစက္ကန့်နှင်းငယ်များသာကြာပြီးနောက်ဂျက်ကရုတ်တရက်ဆိုသလိုပုံထွက်ကိုသဘောမကျဟုစင်ကြေပေးကအန်နာကိုထိုဆေးများအားလုံးတွားရောက်စေကြောရန်ရေချိုးခန်းသို့လွှတ်လိုက်ခြင်းဖြစ်သည်ထိုတိကျလာသည့်အချိန်ခိုက်တန့်တွင်အန်နာသည်ဘာကိုမျှရိပ်မိတန်တရားမဝင်ခဲ့ပေသူမရေချိုးခန်းထဲရောက်နေစဉ်အပြင်ပန်းနိုင်မှုဂျက်သည်မဂဇင်းတအုပ်ကိုလှန်လောဖွင့်လိုက်ရာထိုစာမျက်နှာများပေါ်တွင်အန်နာကလေးဘဝတုန်းကရိုက်ကူးထားခဲ့သည့်ဓာတ်ပုံတစ်ပုံပေါ်ထွက်လာခဲ့လေသည်